လက်ဆက်ပြီးဟင်းသီးဟင်းရွက်တစ်သီးများနဲ့အေခေရာသောဟင်းသီးဟင်းရွက်တစ်သီးများဘူးမျိုးစုံကိုလေ့လာကြည့်ရှုကြပါစို့လက်ဆက်သောဟင်းသီးဟင်းရွက်တစ်သီးများဖြတ်တောက်ထားတဲ့ဟင်းသီးဟင်းရွက်တစ်သီးများ organic ဟင်းသီးဟင်းရွက်တစ်သီးများကိုလည်းသင်ရွေးချယ်ဝယ်ယူနိုင်ပါတယ်တကြားနဲ့အစီများပါသောဟင်းသီးဟင်းရွက်တစ်သီးများကိုခွင့်မပြုထားပါဘူးကျေးဇူးပြုရသည့်ပြုပေးပါအလှဆင်လာသောရွှေဖယုံသီးငရုတ်သီးများပါတီပန်းများတစ်သီးချင်းတောင်းများတစ်သီးကိတ်မုတ်တစ်သီးနှင့်ပြုလုပ်ထားသောမုတ်များမုံကောင်တာမှမုတ်များအတုပ်ကောင်တာမှအတုပ်များဥပမာအာလူတုပ်ဟင်းခတ်အမွေးချိုင်းများပဲပင်ပေါက်များတစ်သီးဆေးဆန်းများတစ်သီး6များရောအရာသောဟင်းသီးဟင်းရွက်3ဟင်းသီးဟင်းရွက်နှင့်တစ်သီး6များ sauce နှင့်ပေါင်မုတ်6ထည့်သောဟင်းသီးဟင်းရွက်များနှင့်နှက်ထားသောဟင်းခတ်အမွေးချိုင်းများဟာဝယ်ယူခွင့်ပြုထားတဲ့စင်းထဲမှာမပါပါဘူး။အေးခဲသောဟင်းသီးဟင်းရွက်နှင့်တစ်သီးများထဲမှာဆိုရင်မြည်သည့်အမတ်တစိအမျိုးအစားအရွယ်စားကိုမဆိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။တစ်သီးအလုံးလိုက်များလှီးဖြတ်ရောနှောထားသောအသီးများအေးခဲသောorganic တစ်သီးများနဲ့ဟင်းသီးဟင်းရွက်များစားပါသောစားမပါသောအေးခဲသောထုတ်ကုန်များကိုလည်းရွေးချယ်ဝယ်ယူနိုင်ပါတယ်။တကြားရည်စေတကြားအစီများစီများအသားခောက်ဆွဲဆန်ခွန်မာသည်ဒိန်ကဲထောပတ်ဟင်းသီးဟင်းရွက်များဟင်းခတ်မွေးကြိုင်များအာလူးချောင်းကျော်အာလူးကျော်များနဲ့မုတ်ကျွဟင်းသီးဟင်းရွက်ကျော်ဟင်းသီးဟင်းရွက်ကျော်များကိုလည်းဝယ်ယူခွင့်မပြုထားပါဘူးနောက်ဆုံးအနေနဲ့အသီးဘူးတွေကိုတွားကြည့်ကြရအောင်ပါမြည်သည့်အမှတ်တစိတ်ရွယ်စားများကိုမဆိုရွေးချယ်ဝယ်ယူနိုင်ပြီး organic ရေသို့မဟုတ်သဘာဝသစ်သီးဖြိုရည်များနဲ့ထုတ်ပိုးထားတဲ့အိတ်ဘူးဖန်ပလင်းပလတ်စတစ်ဘူးများအချို့မပါသောပန်းသီးဆော့စသည်ဖြင့်လည်းသင်ရွေးချယ်ဝယ်ယူနိုင်ပါတယ်တကြားရည်နဲ့စီတကြားပါသောသီးဘူးများဂျယ်လီဂျယ်လိုယိုဘူးများcranberry sauce ပါဝင်သောအသီးများကိုဝယ်ယူခွင့်မပြုထားပါဘူး။ဆက်လက်ပြီးဝက်အစီအစဉ်မှာတစင်လက်ဆက်သောတစ်သီးများနဲ့ဟင်းသီးဟွဲများဝယ်ယူခြင်းအတွက်ထောက်ကူပြုစေသောအကြံပြုချက်အချို့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တင်ဝင်နေကြဈေးဆိုင်ရဲ့အကောင်းဆုံးရှော့ဈေးများကိုအပတ်စဉ်အယောင်ကြော်ညာစာရွက်များမှာကြည့်ရှုပါ။ရာသီလိုက်သီးနှံများဟင်းသီးဟွဲများကိုဝယ်ပါဈေးပိုတက်တာပြီးပိုလက်ဆက်ပါတယ်လက်ဆက်သောတစ်သီးဝလံဟင်းသီးဟွဲများအနာစာမပါအောင်တေချာရွေးချယ်ဝယ်ယူပါတင်ဝယ်ယူထားသောစားတောက်များဟာဝိကတ်မှာခွင့်ပြုသတ်မှတ်ထားတဲ့ပမာဏထက်ကျော်လွန်ပါကမိမိရဲ့ပတ်စံဖြင့်ထုတ်ရှင်းရမည်ကိုကျေးဇူးပြုရသတိပြုပါ